16အောင်စတစ်ပေါင်း14ပေါင်း13 23တကွာတာ4ကွာတာ100 20 100တဒန်2240ပေါင်းတဒန်112ပေါင်း100ဒါတို့သမီးတို့မင်္ဂလာပါဒီချေကတော့စတ္တမရန်တင်ကြားပေးမယ်ဒီချေဆိုဖြစ်ပါတယ်ဒီချေဒီနေ့တင်ကြားပေးမယ်အကြောင်းအရာလေးကတော့အခန်း6လူမှုရေးတင်ကြားရဲ့သင်ခန်းစာ3အင်္ဂလိပ်အလေးချိန်အကြောင်းဖြစ်ပါတယ်အင်္ဂလိပ်အလေးချိန်အကျယ်အကျဉ်းဖွဲ့ခြင်းကိုဒီချေတို့အရင်ဆုံးတင်ကြားပါမယ်အင်္ဂလိပ်အလေးချိန်မှာ10 100 quarter 73ပေါင်အောင်စာ unit တို့ပါဝင်နေအဲ့ဒီဆက်သွယ်ချက်တွေကိုဒီချေတို့ဆိုကြည့်ရအောင်သားတို့သမီးတို့လည်းအတူလိုက်ဆိုကြည့်ပါ16အောင်စာတစ်ပေါင်14ပေါင်13 23တကွာတာ4ကွာတာ100 20 100တဒန်2240ပေါင်တဒန်112ပေါင်100ဆိုတဲ့ဆက်သွယ်ချက်လေးကိုသားတို့သမီးတို့ထပ်ခါဆိုပြီးတော့အလွတ်ရနေဖို့လိုပါတယ်အဲ့တော့ဒီကျဲတို့စောစောကဒီမှာတွေ့တဲ့ဆက်သွယ်ချက်လေးကိုသားတို့သမီးတို့ရပြီဆိုလို့ရှိရင်ကြပြလေးလိုမျိုးအတန်ထားလေးနဲ့လည်းဆိုကြည့်လို့ရပါတယ်เนาะကဲသားတို့သမီးတို့လိုက်ဆိုကြည့်ပါ16အောင်စတစ်ပေါင်14ပေါင်13 23တကွာတာ4ကွာတာ100 20 100တဒန်2240ပေါင်တဒန်112ပေါင်100ဆိုပြီးတော့အဲ့လိုမျိုးလေးဆိုကြည့်လို့ရပါတယ်အလွတ်ရနေအောင်လို့ဆိုကြည့်ကြပါပုံစံတွက်နှစ်ကမေးခွန်းလေးကတော့3တန်1200 3ကွာတာ13 5ပေါင်ကိုပေါင်ဖွဲ့ပါဆိုဒီချေတို့ unit တွေကိုအစီအစဉ်တိုင်းရေးရအောင်100 ကွာတာ13ပေါင်ဆိုပြီးတော့ unit တွေကိုတန်းစီပြီးတော့ရေးမယ်အဲ့တော့10အောက်မှာ3 100အောက်မှာ12ကွာတာအောက်မှာ3 13အောက်မှာ1ပေါင်အောက်မှာ5ဆိုပြီးတော့ရေးမယ်အဲ့တော့ပေါင်ကိုဖွဲ့မဲ့အတွက်ကြောင့်ဒီချေတို့က10ကနေပြီးတော့100ကိုအရင်ဖွဲ့မယ်တဒန်မှာ20 100ရှိရဲ့အတွက်ကြောင့်3တန်ဆိုရင်3ကို20 100နဲ့မြောက်ရင်60 100ရမယ်အဲ့ဒီ60 100ကို12 100နဲ့သွားပေါင်းလိုက်လို့ရှိရင်80နဲ့200ရမယ်နောက်တစ်ခါဆက်သွယ်ချက်က100မှာ4ကွာတာရှိရဲ့အဲ့ဒါကြောင့်4နဲ့မြောက်လိုက်လို့ရှိရင်288ကွာတာရမယ်အဲ့ဒီကွာတာကိုကွာတာအောက်က3နဲ့သွားပေါင်းလိုက်လို့ရှိရင်290ကွာတာရမယ်နောက်တစ်ခါတကွာတာမှာ23ရှိတဲ့အတွက်ကြောင့်23နဲ့မြောက်လိုက်လို့ရှိရင်982စတုံရမယ်အဲ့ဒါကို13နဲ့သွားပေါင်းရင်983စတုံရမယ်နောက်တစ်ခါစတုံကိုပေါင်ဖွဲ့မယ်ဆိုရင်တစ်စတုံမှာ14ပေါင်ရှိတဲ့အတွက်ကြောင့်14နဲ့မြောက်လိုက်ရင်8162ပေါင်ရမယ်အဲ့ဒီ8162ပေါင်ကိုပေါင်အောက်က9နဲ့သွားပေါင်းလို့ရှိရင်8168ပေါင်ကိုရရှိမယ်အဲ့တော့အဖြေက8168ပေါင်ဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါနားမလည်လိုက်တဲ့ចောင်းစာတွေကိုပြန်ရှင်းပြပေးဖို့ guide တယောက်လိုနေပြီလားဒါဆိုသူခမိန် app ရှိရဲ့နော်နားမလည်လိုက်တဲ့သင်ခန်းစာတွေကိုရှင်းပြပေးမယ်အချိန်လေးရှိနေမယ်သူခမိန်ကြီးပေါ့ဘယ်အချိန်မဲလေ့လာသူခမိန်ကြီးကစာတွေကို24နာရီအချိန်ဖြည့်ရှင်းပြပေးဖို့အသင့်ရှိနေမှာပါသူခမိန် app မှာဆိုရင်သင်ရိုးညွှန်းနှင်းတဲ့အတိုင်းသင်ခန်းစာတွေကိုသင်ကြားပြသပေးထားလို့တသားမမေတို့စာတွေမလိုက်နိုင်မှာစိတ်ပူစရာမလိုတော့ပါဘူးကဲဒါဆိုကျောင်းစာရေးအတွက်စိတ်ညစ်နေအောင်မှာလားအနည်းဆုံးဈေးနှုန်း3600ကျပ်ကနေစတင်ဝယ်ယူနိုင်ပြီး iOS, Android version နှစ်မျိုးစလုံးကနေ free download ရယူနိုင်ပါတယ် website link ဆိုရင်တော့ www.tukhaming.com ကနေဝင်ရောက်လေ့လာလို့ရပါတယ်ကဲ Tukhaming application ကိုအခုပဲ subscribe လုပ်လိုက်တော့နော်